အားလုံးပဲမင်္ဂလာပါ Help for Blind TikTok channel နဲ့ YouTube ကိုကြည့်ရှုပေးနေကြတဲ့ဒီကောင်မောင်များမိဘပြည်သူများနဲ့အများယုံမတန်ဆွမ်းသူမိတ်ဆွေတွေချင်းများအားလုံးပဲမင်္ဂလာပါ Screen Reader သုံးတဲ့ဒီကောင်မောင်တို့ရဲ့စဉ်းစားကြည့်ပါဦးမိမိရဲ့ကိုယ်ပိုင်ပတ်စံနဲ့ဝယ်ထားတဲ့ပုဒ်တွေအေးတွေသူများကိုကျွေးမွေးပြီးပုံလေးတင်ပေးပါဦးရေရှိုးလေးလုပ်ပေးပါဦးလို့ဟောက်ကျုံတောင်းပန်နေရတာဟာတဲ့အတွက်တကယ်ပဲအဆင်ပြေလားကိုယ်ပိုက်ဆံနဲ့ကိုလူများအောက်မှာမျက်နှာနဲ့ခံပါနဲ့တော့တင်ဤပညာတက်သွားတဲ့နေ့ဟာကိုဝယ်တဲ့မုတ်နဲ့အေးကိုကိုယ်တိုင်အရသာရှိရှိသုံးဆောင်နေတယ်။အုံထဲမှာဘာဖြစ်ဖြစ်သူတစ်ပါးကိုမျက်နှာချုံတွေးပြီးတောင်းပန်စရာလုံးဝမလိုတော့ဘူး။လှုပ်ပေးပါအောင်လို့အားနေရတဲ့ဘဝကနေကိုယ်တိုင်လှုပ်တတ်တယ်ဆိုတဲ့အမှန်နဲ့ရက်တည်နိုင်တဲ့ကျွန်တော်တို့ Help for Blind Technology HSPD ကနေတင့်ကိုအမြဲတမ်းကြိုးပမ်းပါအဲ့ဒီလိုလွတ်လပ်တဲ့ဘဝမျိုးရောက်အောင်အစအဆုံးခံပြီးတင်ကြားပေးနေပါလေသူများအစီမှာအမြဲတမ်းလက်ဖြတ်ပြီးတောင်းပန်နေရတဲ့ဘဝကိုဒီကနေ့ပဲအဆုံးသတ်လိုက်ပါတော့ကိုယ်တိုင်ကြိုးစားပြီးကိုယ့်ခြေထောက်ကိုရက်တည်နိုင်တဲ့ဒီပညာရှင်တစ်ယောက်ဖြစ်လာအောင်အခုပဲလက်တွဲလိုက်ပါ